ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကျမကဒီစနိုက်ကြော်ကင်နီးဆိုတဲ့ဒီ post လေးကိုကျမဖတ်ပြမယ်เนาะအဲ့ဒီစနိုက်ကြော်ကင်နီးဆိုတဲ့ post လေးမှာအမျိုးသမီးတွေအတွက်ပေါ့เนาะပညာလေးနည်းနည်းပါတယ်ဆိုတော့ကိုလည်းစိတ်ဝင်စားတယ်ဆိုတော့အခြားကိုနဲ့ထပ်တူစိတ်ဝင်စားကြမလားလို့ကျမဒါလေးဖတ်ပြမယ်เนาะဒီနေ့ခေတ်မှာတဲ့စနိုက်ကြော်ခံရလို့စိတ်တက်မကြနေပါနဲ့ဒီချက်လေးတွေကိုအရင်ဖတ်ကြည့်ပြပါတဲ့သူတို့ဟာအမိုက်ချင်းမို့လို့အမိုက်ပုံးနဲ့အတူတူသွားကြတာတကယ်တန်မိုးရှိတဲ့လူကစနိုက်ကြော်ပါစနိုက်ကြော်လို့မပါသွားတယ်လို့တကယ်တန်မိုးရှိတဲ့သူကလည်းသူများအိမ်အောင်ရေးကိုမဖြတ်စည်းပါဘူးတဲ့အစစ်တန်းချင်းတူတဲ့သူတွေတယောက်နဲ့တယောက်ဆွဲဆောင်သွားကြတာမို့လို့ကိုဘွားတွေကအညစ်အကြေးတွေအလိုလိုတတ်ဆင်သွားပြီလို့သာမှတ်လိုက်ပါတဲ့ဒေါသထက်ဥပိ္ပခာကပိုထိရောက်ပါတယ်သူတို့ကိုသွားဆဲနေတာရန်သွားလုပ်နေတာဟာသူတို့ကိုအရေးပါသူတွေလို့ထင်သွားစေနိုင်ပါတယ်လုံးဝမသိသလိုစိတ်ထဲမှာလုံးဝမရှိတော့သလိုဥပိ္ပခာပြုတ်လိုက်တာဟာသူတို့အတွက်အကြီးမားဆုံးသောအရှင်လက်လက်ကင်ချင်းပါပဲတဲ့သူ့ရဲ့ post ကဒီသူ့ရဲ့ post က caption ကစလိုက်ကြော်ကင်နီးဆိုတော့လေဒါကင်တာပေါ့နော်ကိုအကောင်းဆုံးပြင်ဆင်မှာသူတို့အတွက်မပျော်ရွှင်နေတာကိုထိုင်ကြည့်နေမဲ့အစားသူတို့အတွဲမပျော်ရွှင်နေတာကိုထိုင်ကြည့်နေမဲ့အစားကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့ပညာရေးကိုယ့်ရဲ့စီးပွားရေးတွေကိုအကောင်းဆုံးဖြစ်အောင်မြင့်တင်လိုက်ပါသင်ဟာအရင်ကထက်ပိုထလာမယ်ပိုချမ်းသာလာမယ်ပိုအောင်မြင်လာမယ်ပိုပျော်ရွှင်နေတယ်ဆိုတာဟာကိုသူတို့မြင်သွားရတာဟာအထိနာဆုံးသောလက်စားချေနီးပါပဲတဲ့ဝစ်ဆိုတာတကယ်ရှိပါတယ်နော်ဝစ်ဆိုတာတကယ်ရှိပါတယ်တဲ့နော်သူများမျက်ရည်နဲ့တိဆောက်ထားတဲ့ပျော်ရွှင်မှုဟာဘယ်တော့မှမခိုင်မြဲပါဘူးသင်ဘာမှလှုပ်เสียမလို့ပဲအချိန်တန်ရင်သူတို့လှုပ်ခဲ့တဲ့လုပ်ရရဲ့ရလက်ကိုသူတို့ဘာသာပြန်ခံစားရပါလိမ့်မယ်ကိုစီကထွက်သွားတဲ့သူဟာကို့အတွက်အကောင်းဆုံးမဟုတ်လို့ထွက်သွားတာပါအဲ့အတွက်ဘာမှဝမ်းနည်းစရာမလိုပါဘူးပိုကောင်းတဲ့သူနဲ့ဆိုရင်ကိုယ်ကန်စုံဖို့အတွက်ကိုယ်ကန်တရားကလမ်းဖယ်ပေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါသင်ဟာဖောက်ပြန်ဒဏ်ရာတွေဖောက်ပြန်မှုဒဏ်ရာတွေစလိုက်ကြော်ခံရတဲ့နာကျင်မှုတွေနဲ့ရုန်းကန်နေရသလားဒါဆိုရင်နော်ဒီစာကိုဖတ်ပြီးတော့ဒီစလိုက်ကြော်ကင်နီးလေးကိုဖတ်ပြီးတော့နော်ဒီစလိုက်ကြော်မတွေကိုတုံ့ပြန်လိုက်ပါလို့ဒီ post လေးကရေးထားတာပေါ့အဲ့တော့ကိုယ့်ရဲ့ဒီရှင်းပြောရရင်တော့လေဘယ်လိုပြောရမလဲကိုယ့်ရဲ့ပစ္စည်းပေါ့နော်ဒါကတတ်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်ခိုးခံရတယ်လို့ပြောရတာတိတ်တော့ပဏ္ဏမသိဘူးအခိုးခံရတယ်ပြောရအောင်ဒါကတတ်မဲ့ပစ္စည်းမဟုတ်ဘူးတက်ရှိလူတယောက်ကိုသူများတကာကတရားရောက်စီကိုပါသွားတာဟာအခိုးခံရတာမဟုတ်ဘဲနဲ့သူ့ရဲ့စိတ်လိုလဲရနော်သူ့စိတ်ကိုကဒီအခြားလူနောက်ကိုလိုက်သွားခြင်းလို့သူပါသွားတာဖြစ်တဲ့အတွက်အဲ့ဒါလွမ်းစရာဆွေးစရာလည်းမလိုသလိုဝမ်းနည်းစရာလည်းမလိုပါဘူးအဲ့တော့စလိုက်ကြော်တွေနဲ့ဖက်ပြိုင်ပြီးတော့နော်ရန်ဖြစ်နေမဲ့အစားpost တွေဆောင်းမြောင်းတင်နေမဲ့အစားသူတို့အကြောင်းတွေကိုလေကုန်ခံပြောနေမဲ့အစားအဲ့ဒီအချိန်တွေကိုကိုယ့်အတွက်ကိုအသုံးချပါနောက်တစ်ခုကစလိုက်ကြော်နောက်ကိုပါသွားတဲ့ယောက်ျားတွေကဆိုတာလေရှင်းပြောရရင်တော့ကောက်ရိုးပုံနဲ့နွားငံနဲ့တွေ့တဲ့သဘောပါပဲသူတို့အဆင့်တန်းနဲ့ထိုက်တန်တဲ့အမျိုးသမီးနဲ့ပါသွားတာဟာကိုယ့်အတွက်လွမ်းစရာမရှိဘူးနော်တကယ်လို့သူသာအစတည်းကအဆင့်တန်းရှိတဲ့သူဂုံတိတ်ခါရှိတဲ့သူနော်မျိုးရိုးဗီဇမြင့်တဲ့သူညံရင်ညံသွေးမြင့်ပြီးတော့ပညာတတ်တဲ့သူဆိုရင်ဒီလိုအလုပ်ကိုသူမလုပ်ဘူးဒီလိုအမားမျိုးကိုလုပ်တယ်ဆိုတဲ့ကဒီလိုဇာတိတဖောက်ပြက်တဲ့လူချင်းပဲဖောက်ပြက်တဲ့အလုပ်ကိုလုပ်တယ်ဆိုတဲ့ကနေသူ့ရဲ့ညံရည်ဟာအစစ်တမ်းမမီလို့ဖြစ်တယ်အဲ့တော့ကိုနာကနေသွားတဲ့သူဟာအလုံး high class เนาะတကယ်အထက်တန်းစားအမျိုးသားတယောက်အထက်တန်းစားအမျိုးသမီးတယောက်ပေါ့လေညံရည်မြင့်နဲ့အစစ်တမ်းမြင့်နဲ့အထက်တန်းစားဆိုတာသိလားဟိုcertificate တွေကင်ပြီးတော့ branded တွေဝယ်ထားတဲ့အစစ်တန်းမြင့်နဲ့အထက်တန်းစားလို့သတ်မှတ်လို့မရဘူးအဲ့အထက်တန်းစားတယောက်ရေလို့သတ်မှတ်ပြီးဆိုရင်အသေးစိတ်ကအစားပေါ့လေလူတယောက်တမိုးရှိတဲ့လူတယောက်ဖြစ်တယ်ဆိုတာကဘာနဲ့တမိုးဖြတ်မှာလဲဆိုတာကလည်းလူသိတယ်လीเนาะအဲ့တော့အပေါ်ယံအနေနဲ့ဖြတ်တဲ့တမိုးကိုတော့ကျွန်မပြောတာမဟုတ်ပါဘူးအဲ့တော့တကယ်တမိုးရှိတဲ့လူတယောက်ကိုတော့ဘယ်သူမှဖျောင်းသွေးဆောင်လို့မရဘူးဒီလိုအလုပ်မျိုးကိုလည်းဘယ်သူမှမလုပ်ဘူးပေါ့เนาะကိုလူတင်ပါလို့နွားကြကြိုက်တာသူတို့ကိုယ်တိုင်ပါလို့သူတို့ကိုယ်တိုင်ဝါသနာပါလို့သူတို့နဲ့ဓာတ်တူနံတူမှုလို့သူတို့ပါသွားတာဖြစ်တဲ့အတွက်လွမ်းစရာလည်းမလိုဘူးဝမ်းနည်းစရာလည်းမလိုဘူးလို့ပြောချင်ပါတယ်အဲ့တော့ဒီလိုစနိုက်ကြော်နောက်ကိုပါသွားတဲ့သူတွေကိုကင်နီးကတော့ခုနကတော့ပြောသလိုပဲစနိုက်ကြော်တွေကိုပူကျွတ်နေအောင်ကင်မယ်ဆိုရင်တော့ကိုသာတန်မိုးမြအောင်မြင့်တင်ကြပါလို့အကြံပေးချင်ပါတယ်ကျမရဲ့ post လေးကိုနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်